ဇလန်းဆောင်မှာတော့အရေးပေါ်ခွဲစိတ်ခန်းတစ်ခုကိုပြထားပြီးဆရာဝန်တွေလည်းလူနာတစ်ယောက်ကိုကယ်ဆယ်ရင်းအလုပ်ရှုပ်နေကြပါတယ်။လူနာကတော့စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီးအလုပ်လုံခြုံလုံးမိရကနေနှလုံးပေါက်ကကယ်ဆယ်လို့မရနိုင်တော့တဲ့အခြေအနေကိုရောက်ရှိသွားပါတော့တယ်။မူဖားလာပြီးမကြခင်မှာပဲမိဘတွေလည်းရင်တိုက်မှုဖြစ်ပြီးတေဆုံးသွားကြတာမလို့တကောင်ကျွတ်အဖြစ်ဖျက်ဆီးခဲ့ရတာပါ။ဝဲရပြီးအလုပ်ရတဲ့အချိန်မှာလည်းလစာရန်နေပြီးနှစ်ပေါင်း20လောက်ပင်ပန်းလုပ်ခဲ့ရပါတယ်။တဘောလုံးလူပြိုကြီးဖြစ်နေတာနေခဲ့ရပြီးချစ်သူဆိုတာမူးလိုတောင်ရှူစရာမရှိခဲ့ပါဘူး။ဆရာဝန်တွေလည်းအမျိုးမျိုးကယ်တင်မှုစူးစမ်းနေကြပေမဲ့သူကတော့လက်လျှော့လိုက်ဖို့ကိုသာတွေးရင်အရင်အိတ်ချင်လာတာမလို့အိတ်ဖို့ကိုသာဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့အလွန်ရှိကြတဲ့ဘယ်ကမှမသိတဲ့ရဲတိုက်ကြီးကိုမြင်ရမှာပဲဖြစ်ပြီးရဲတိုက်ထဲမှာလည်းလူတစ်ယောက်အိတ်ဆက်နေရင်နှိုးထလာပါတော့တယ်။ဒါကစိတ်ယုံမဟုတ်ဘူးလား။ဒီလောက်ကြီးတဲ့အပြင်စင်တွေနဲ့ဆိုရင်ပတ်စံတော်တော်ကုန်ကြနိုင်မှာပဲ။ခေါင်းပေါ်မှာလည်းစနစ်တစ်ခုပေါ်လာခဲ့ပြီးမော်နိုင်ငံတော်အရာရီယာမှကြိုးဆိုပါတယ်လို့နှုတ်ဆက်နေခဲ့ပါတယ်။သူလည်းရုတ်တရက်ဆိုတော့ဘာတွေဖြစ်နေမှမသိပဲခေါင်းကိုက်ဆရာချင်းနေနဲ့ကြုံနေရပါတယ်။ဒီဘက်ကိုကြည့်လိုက်တော့မှန်တစ်ခုကိုတွေးလိုက်ရတာမလို့သူ့ကိုယ်သူပြန်မြင်ရတဲ့အခါအံ့ဩသွားပါတော့တယ်။ဒီလိုနဲ့အခြေအနေတွေကိုနေသားကျသွားပြီးတစ်ပတ်ကြာသွားချိန်မှာတော့ MC တယောက်ရုံးခန်းထဲမှာအေးစေးအနားယူနေခဲ့ပါတယ်။အမျိုးသမီးလေးတယောက်ပေါ်လာပြီးလက်ဖက်ရည်အစင်းသင်းဖြစ်ပါပြီတခင်လေးလို့ပြောလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်မိန်းကလေးလီယာ။ဒီချိန်တွေအတွင်းငါနားလဲသွားတာကငါတည်သွားတဲ့အချိန်မှာ Rain လို့ခေါ်တဲ့လူတစ်ယောက်ဖြစ်ပြန်ဝင်စားနေခဲ့တာပဲ။သူကမျိုးစားကြီးရဲ့တတိယသားတစ်ယောက်ဖြစ်ပြီးသူ့မှာအကိုနဲ့အမတစ်ယောက်ရှိနေခဲ့ပါတယ်။ Rain ရဲ့မှတ်ဉာဏ်တွေကိုလည်းရရှိခဲ့ပြီးနှွေးထွေးပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်နေမှလည်းသိလိုက်ရပါတယ်။သူ့ကိုလည်းအငယ်ဆုံးသားလေးမလို့ဂယူတစိုက်ချစ်ပေးခဲ့ကြပါတယ်။ဒါတွေကငါရဲ့ဆိုးရွားလာတဲ့အတိတ်ဘဝအတွက်ကုစားနိုင်မှုပြန်ပေးတဲ့အရာတွေပဲဖြစ်မယ်။အခုလက်ရှိကုန်းမြေကိုတော့ Area လို့ခေါ်ပြီးအဆောက်အအုံတွေနဲ့ပစ္စည်းတွေအားလုံးကလည်းမော်ပညာကိုအခြေခံပြီးဖွဲ့စည်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ကုန်းမြေရဲ့အင်အားကြီးဆုံးအင်ပါယာကတော့ Keratorial လို့ခေါ်ပါတယ်။ဒီကမ္ဘာကြီးမှာလူသားတွေတင်ရှိနေတာမဟုတ်ပဲနတ်တငယ်လူပုအစရှိသဖြင့်မျိုးနွယ်တွေအများကြီးရှိနေခဲ့ပါတယ်။ MC တို့မိသားစုပိုင်ဆိုင်တဲ့နယ်မြေဟာအတော်လေးကိုကျယ်ဝန်းပြီးလူဦးရေအပြင်တသန်းလောက်ထိဆန့်တဲ့မြို့တော်ကိုအုပ်စိုးရတာပဲဖြစ်ပါတယ်။တော်ဝင်အထက်တန်းတော်တွေဖြစ်တဲ့အတွက်အဝတ်စားကောင်းတွေလည်းဝတ်ဆင်ရပြီး MC ကိုအလုပ်ကျွေးပြုမဲ့အကူပိုင်စီကံတွေလည်းရှိနေပါတယ်။ဒါတွေအားလုံးကလည်းအတိတ်ဘဝကစူးစမ်းခဲ့ရတဲ့ရလဒ်ကိုပြန်ရတာပဲထင်ပါတယ်။တခင်လေးမျိုးစားကတွေးဖို့ပြောနေတာမလို့နောက်ကနေလိုက်ခဲ့ပေးပါဦး။မျိုးစားကြီးကလည်းအေးဆေးအနားယူနေခဲ့ပြီးတခင်လေးရောက်လာပြီဖြစ်ကြောင်းအင်တော်ထိန်ကပြောပြနေခဲ့ပါတယ်။နှခိုးဆက်တာပါတယ်ဖေကျွန်တော်ရောက်လာပါပြီ။ Rain ငါမင်းကိုဘာလို့ခေါ်လိုက်ရလဲဆိုတာမင်းသိပြီလား။ကျွန်တော်မသိပါဘူး။ဘာကိစ္စရှိလို့ပါလဲ။မင်းကအသက်အရွယ်ရလာပြီဆိုတော့ကိုယ်ပိုင်နယ်မြေတစ်ခုကိုအုပ်ချုပ်ဖို့အချိန်တန်ပြီးဘယ်ကိုသွားမယ်လို့ဆုံးဖြတ်ထားလဲ။နယ်မြေကိုအုပ်ချုပ်ရမယ်ဟုတ်လား။အေးလေဟုတ်တာပေါ့ဟာ။နောက်တစ်ချိန်မင်းလှပြောင်းအုပ်ချုပ်ရမယ့်နေရာကအနောက်မြောက်ဘက်မှာရှိတဲ့ကုန်းမြေတစ်ခုပဲ။အဲ့ဒီနေရာကလုံခြုံနေဆိုပေမဲ့မော်စရာတွေတိတ်မရှိတာမလို့အစားအစာထုတ်လုပ်ဖို့ခက်ခဲနေတယ်။ငါတို့ရဲ့နယ်မြေကအခုလက်ရှိအဆင်ပြေနေပေမဲ့အင်ပါယာရဲ့အနာဂတ်ကမတေချာတော့ဘူး။အဖေပြောတာလည်းမှန်နေတာပဲ။ကယ်ရာဒိုရာအင်ပါယာရဲ့တော်ဝင်မိသားစုတွေကအချင်းပြတ်ခြားစားနေကြပြီးစိုးရုပ်ပျက်စီးလာပါပြီ။ပုံကံမှုတွေလည်းထားကြွနေခဲ့ပါတယ်။သူတို့เจ้าမှလည်းအချင်းချင်းရှေ့ကနေပဲဖြစ်ဖြစ်၊ကွယ်ရကနေပဲဖြစ်ဖြစ်တိုက်ခိုက်နေခဲ့ကြပါတယ်။ငါဒီကိုရောက်လာတဲ့အချိန်မှာလည်းခရူးဆိုင်ခံမှုနဲ့အတူစိုးရင်ပူပန်စရာတွေလည်းတွေ့ကြုံခဲ့ရပါတယ်။ငါ့ကိုခရူးဆိုင်ကြတဲ့သူတွေကိုအဆုံးရှုံးခံလို့မဖြစ်တော့ဘူး။အဖေဖြစ်သူလည်းဖီးအားများကြီးပေးလိုက်မိတယ်လို့ထင်သွားတာမလို့နှစ်သိမ့်ဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့ MC ကတော့အစားအစာပြဿနာပြည်လည်သွားရင်နယ်မြေလုံခြုံရေးတိုးတက်သွားမှာလားလို့ပြန်မေးနေခဲ့ပါတယ်။ငါသားကကလေးစိတ်ပဲရှိသေးတာပဲလွယ်လွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူးအစားအစာပြဿနာကစိတ်အားထက်သန်နေုံနဲ့မရဘူးတစင်ကြီးစီဖြေရှင်းမှရမှာငါကစိတ်အားထက်သန်နေုံတသက်မဟုတ်ဘူးငါမှရှိတဲ့လူသားတွေရဲ့နည်းပညာကိုအားကိုးပြီးပြုပြင်ဖို့လုပ်နေတာလို့တွေးနေခဲ့ပါတယ်ဟေးဒီကိစ္စကိုတတဝင်မှာမလို့စိတ်ချထားလိုက်ပါဒီလိုနဲ့ MC လဲတာဝန်ကျရာ H မြို့တော်ကိုတွားရောက်ဖို့အကြောင်းဖန်လာပါတော့တယ်အဲ့ဒီမြို့ကတော့ဘေးပက်လယ်မှာရန်သူတွေဝိုင်းနေပြီးပင်လယ်ထောက်ပေါက်လက်ရှိတဲ့မြို့ပဲဖြစ်ပါတယ်သူ့ရဲ့တီနေရာကတိုင်းပြည်သုံးခုစုံတဲ့နေရာဖြစ်တာကြောင့်မကြာခဏဆိုသလိုစစ်မီတောင်းလောင်နေတာပဲဖြစ်ပါတယ်။အဲ့ဒီထံတွေကြောင့်ပဲမြေဩဇာကောင်းမွန်ခဲ့တဲ့နေမီဟာစစ်တလင်းမြင့်ဖြစ်လာပြီးလူတွေလည်းတဖြည်းဖြည်းနှဲပါလာပါတော့တယ်။ MC နဲ့အစီကံမလေးတို့နှစ်ယောက်လည်းအဲ့ဒီမြို့စီကိုသွားဖို့ခရီးထွက်လာကြပါတယ်။တမှုခွေဖြစ်လာဖို့ဆိုရင်မရှိမဖြစ်လိုအပ်တဲ့အရာကလောက်သားအင်အားရှိမှရမယ်။လူကြီးတိုးပွားလာဖို့နီလန်းရှာမှဖြစ်တော်မယ်လို့တွေးနေခဲ့ပါတယ်။တနေ့လဲပေါ်လာခဲ့ပြီး MC မှာလူတွေကိုစစ်ဆေးထောက်လှမ်းနိုင်တဲ့ထူးခြားတဲ့စွမ်းအားတစ်ခုရရှိသွားပါတော့တယ်။အဲ့ဒီစွမ်းအားကိုအသုံးပြုပြီးလူတစ်ယောက်မှရှိတဲ့အချက်အလက်တွေကိုသိရှိနိုင်မှာပါအရင်တုန်းကလည်းမိသားစုတဲကလူတွေကိုစမ်းသုံးကြည့်နဲ့လူတွေအကြောင်းအကြံဖြင့်နားလည်သွားခဲ့ပါတယ်အခုငါလို့ရမှာကအဲ့ဒီနယ်မြေကိုရောက်ရင်ငါအတွက်ကြိုးရှိနိုင်မဲ့သူတွေကိုအရေးစုဆောင်းမှုပဲလို့တွေးနေခဲ့ပါတယ်အဖေဖြစ်သူကလည်းအိမ်ကနေမထွက်ခွာခင်တုန်းကအစီကံမလေးလီယာကို MC ကိုစောင့်ကြည့်ဖို့အတွက်ခိုင်းစေထားခဲ့ပါတယ်ဒီကလေးဘာပြဿနာမှမရှာပါစေနဲ့လို့စိတ်ထဲမှာလည်းကြိတ်ပြီးဆူတောင်းနေပါတော့တယ်ဒီလိုနဲ့ Ash မြို့ကိုရောက်ရှိလာခဲ့ပြီးမြို့သားရဲ့အိမ်တော်ကိုတွေးရမှာပဲဖြစ်ပါတယ်ဒီနေ့မြို့တော်ကမြို့သားကြီးရဲ့အငယ်ဆုံးသားရောက်လာမယ်လို့သတင်းကြားထားတယ်ကျွန်တော်တို့အရင်လှုပ်ရှားစရာရှိတာလှုပ်ရှားထားလိုက်ရင်မကောင်းဘူးလားကောလာဟာလတွေကြားတာကတော့သူ့ကိုမြို့သားကြီးနဲ့အကိုအမတွေကအရန်ချစ်အရင်ကင်းစဲထားကြတယ်လို့ကြားတယ်လှုပ်ရှားဖို့အစီအစဉ်ကိုခဏရပ်ထားအောင်အရင်ဆုံးဆရာစီကနောက်ထပ်ညွှန်ကြားချက်ကိုစောင့်ကြတာပေါ့
ဒါပေမဲ့သူသာကျွန်တော်ရဲ့အခရီးလိုက်စားတာနဲ့အခွန်လင်လေတဲ့အကြောင်းတွေသိသွားရင်ဘယ်လိုလုပ်မလဲသူ့လိုအလိုလိုက်ခံထားရတဲ့မျိုးသားလေးကဒီလိုကိစ္စတွေကိုဘယ်လိုလုပ်နားလဲမှာလဲဒီတိုင်းစည်ရင်းတွေကိုဖြစ်တယ်လို့သာစီမံပြီးလိုက်အခုချိန်ဆိုသူတို့ရောက်နေတော့ပြီးမင်းလည်းသွားကြိုသင့်တယ်မျိုးသားကြီးခမရရဲ့အပြစ်တွေအတွက်ပြက်ပေးဆက်ဖို့အချိန်နဲ့မိထင်တယ်MC တို့လည်းနေမြေကိုရောက်ရှိလာပြီးနေရာတစ်ခုလုံးကိုကြီးစုနေခဲ့ပါတယ်ထင်ထားသလိုပဲလူဦးရေနဲ့ပါပြီး၆ကပ်နေတာပဲလူကြီးကငါ့ကိုဒီနေမြေရဲ့ညီပုံကိုယူလာပေးပါညီပုံကိုကြည့်ရင်မြင့်ရဲ့အနောက်ဘက်မှာသာတူးမြောင်းဖောက်ပြီးပင်လယ်နဲ့ဆက်သွယ်နိုင်ခဲ့ရင်လို့တွေးနေခဲ့ပါတယ်ထိုအချိန်မှာပဲလောင်းကစားမလုပ်ဖို့တမိဖြစ်သူကအဖေဖြစ်သူကိုတားဆီးနေတဲ့အတန်ကိုကြားလိုက်ရပါတယ်မိန်းကလေးတယောက်ဒူးထောက်ပြီးတောင်းပန်နေတာကိုတွေ့ရမှာပါဒီပတ်စံတွေကအမေအတွက်စေးကူရမှာပေးစရာရှိတဲ့ပေးစမ်းမှာဒီတစ်ခေါက်ငါနိုင်ကိုနိုင်စေရမယ်မိန်းကလေးကလည်းအသေးသေးမပေးဖို့ညှင်းဆဲနေတာမလို့ရိုက်နှက်ဖို့လှုပ်လိုက်ပါတော့တယ်MC လည်းချက်ချင်းအနားကိုရောက်သွားပြီးရိုက်နှက်ဖို့လုပ်နေတဲ့သူကိုဆွဲထိုးလိုက်တာမလို့အဝေးကိုလွတ်ထသွားပါတော့တယ်အမ်ပါဘာနဲ့ထိုးပြီးကမှကျင်းသားမရသေးတာကြောင့်လက်လဲနာကျင်သွားပါတော့တယ်အခင်းလေးနောက်တစ်ခါတခြားသူကိုထိုးမယ်ဆိုရင်အရင်ကြိုပြောပေးပါအဲ့ဒါမှကောက်ွယ်ပေးလို့ရမှာမလို့ပါငါလည်းစိတ်ထဲရှိတဲ့အတိုင်းလုပ်လိုက်တာမလို့မင်းတော့တားချင်ရမှာမဟုတ်လိုက်ဘူးမင်းအဲ့ဒီမိန်းကလေးကိုတစ်ချက်လောက်သွားကြည့်ပေးပါလားငါဒီလူယုံမှနဲ့စင်းရှင်းစရာရှိသေးတယ်ကိုမိမအသက်ရှင်ဖို့အတွက်ငွေကိုတော့လောင်းကစားအတွက်သုံးနေပြီးသမီးကိုတော့ပြန်ရိုက်ဖို့လုပ်တယ်ပေါ့မင်းကယူသွားပြီလားမင်းကဘာကောင်မလို့ငါ့ကိုအာလာချောင်းနေတာလဲငါဘာလို့လဲဆိုတော့အရေးမကြီးဘူးအရေးကြီးတော့ကမင်းထပ်ပြီးလောင်းကစားလုပ်ရင်မင်းကိုကြေးစားငှားပြီးရှင်းပြမယ်နားလေလားဟုတ်ကဲ့ကြောက်ပါပြီဗျနောက်မလုပ်တော့ပါဘူးအခုသွားပါတော့မယ်ဟိုကောင်မလေးအဆင်ပြေရတာမသိဘူးသူ့အချင်းတွေကိုစနေနဲ့စစ်ဆေးကြည့်ရမယ်ကူညီပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အဲ့ဒီငွေတွေသာပါသွားရင်အမေကိုကဲဖို့ဘာလို့ရမှန်းတော့သိမှာမဟုတ်တော့ဘူးMC လည်းစနစ်နဲ့စစ်ဆေးကြည့်လိုက်တော့သူ့မှာစိုက်ပျိုးမွေးမြူရေးဆောင်ရကိုအသုံးချနိုင်တာကိုတွေးလိုက်ရပါလားမလို့အနားကိုခေါ်ထားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မင်းမေတို့ဆေးကူဖို့သွားမှာမလားငါနဲ့လမ်းကြုံလိုက်လို့ရပါတယ်ဒါပေမဲ့ကျမကညစ်ပတ်နေတာဆိုတော့လိုက်လို့အဆင်ပြေပါမလားသိမဘူးကလည်းဒါကရိုးရိုးတာမယ်သုံးဖို့အတွက်လှုပ်ထားတဲ့လှဲတစ်စီးပါပဲမင်းကိုမေးစရာရှိသေးတယ်ဒီလောက်စင်းရဲမွေးတိတ်နေကြတာကိုတောင်ဘယ်လိုလုပ်ပြီးလောင်းကစားယုံနေရှိနေသေးတာလဲ